အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့အနေနဲ့ Facebook မှာတတိမထားမိတဲ့အချက်၅ချက်ကိုကျွန်တော်ဒီနေ့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အတူတူတစ်ချက်လောက်လိုက်ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်တို့ Facebook ကိုကျွန်တော်ဘယ်ချင်းစပြီးတော့ create လုပ်ခဲ့တာလဲဖွင့်ခဲ့တာလဲဆိုတာကိုကျွန်တော်တွားကြည့်မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Facebook ထဲဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီ setting နဲ့တစ်ချက်ဝင်ရမှာပါเนาะဒီညာဘက်ပေါ်မှာရှိတဲ့ဒီတွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီအောက်ကနေဆွဲချလိုက်မယ်ဒီ setting ရှိတယ် setting နဲ့တစ်ချက်ဝင်လိုက်မယ်စတင်နဲ့ဝင်ပြီးရင်ကျွန်တော်တို့ဒီ CMO account center ဆိုတာရှိတယ်အဲ့ဒီတွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်เนาะဒီတွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီ your information and permission ဆိုတာရှိတယ်အဲ့ဒီတွေကိုတစ်ချက်ဝင်လိုက်မယ်เนาะဒီတွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ access your information ဆိုတာရှိတယ်အဲ့ဒီတွေကိုဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီညာဘက်အပေါ်ဆုံးမှာရှိတဲ့ personal information ဆိုတာရှိတယ်အဲ့ဒီတွေကိုဆက်ဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့စပြီးတော့ Facebook ဘယ်ချိန်ကစပြီးတော့ဖွင့်ခဲ့တာလဲဆိုတော့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်เนาะပြီးတော့ကျွန်တော်ဘက်ပြန်ထွက်လိုက်မယ်ဒီ account center နဲ့ပါပဲကျွန်တော်တို့ဒုတိယတစ်ချက်ကတော့ကျွန်တော် Facebook ကိုအပြီးဖြတ်ချင်တာလုံးဝမသုံးချင်တော့ဆိုရင်တော့ဒီမှာဒီ account CMO account center တွေကိုပဲတစ်ချက်သွားပြီးတော့ဝင်ရမယ်ဝင်ပြီးရင်ကျွန်တော်ဒီ personal detail ဆိုတာရှိတယ်အဲ့ဒီတော့တစ်ချက်ဝင်လိုက်မယ်စောင့်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီအောက်ဆုံးမှာရှိတဲ့ account ownership and control တွေကိုစောင့်လိုက်မယ်เนาะဝင်ပြီးကျွန်တော်ဒီအောက်ဆုံးမှာရှိတဲ့ဒီ division or deletion ဆိုတဲ့ဟာကိုတစ်ချက်စောင့်လိုက်မယ်ဒီလေးကိုပဲတစ်ချက်စောင့်လိုက်မယ်ဝင်ပြီးဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာဒီ activate account နဲ့ delete account ဆိုတာနှစ်မျိုးရှိတယ်ဒီ activate account ဆိုတာကျွန်တော်တို့က Facebook ကိုခဏ log out ထွက်ထားတာကျွန်တော် Facebook ကနေပြီးတော့ log out ခဏထွက်ထားတာဒါပေမဲ့ Messenger ကသူကသုံးလို့ရတယ်အောက်ကကျွန်တော် delete account ဆိုတာကတော့ကျွန်တော်တို့ Facebook ကိုလုံးဝအပြီးဖြတ်သွားတာเนาะပြန်သုံးလို့လည်းမရတော့ဘူးအဲကျွန်တော်တို့ Facebook ကိုမသုံးချင်နေဆိုရင်တော့မသုံးချင်ဘူးဆိုရင်တော့ကျွန်တော်အောက်က delete account ကို slash မှတ်ပြီးတော့ continue ကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဘာလို့မသုံးချင်တာလဲဆိုတော့ကိုဒီမှာသွားပြီးတော့ reason ပေးခိုင်းတယ်ပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးကတကူ select မှတ်ပြီးတော့ continue နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ continue ပဲဟိုအောက်ကိုနည်းဆွဲချလိုက်မယ်ဆွဲချပြီးကျွန်တော်ဒီမှာ continue ပဲရှိတယ်နော်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ Facebook password ကိုရိုက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook ကလုံးဝပြတ်သွားမှာဖြစ်ပါတယ်နော်ကျွန်တော်အဲ့ဒါဆိုရင်တော့အပြင်ပြန်ထွက်လိုက်မယ်ဒီမှာ account center ပါကျွန်တော်တို့ဒုတိယတစ်ချက်ကကျွန်တော်တို့ Facebook စဖွင့်တော့ကဖုန်းနံပါတ်တွေကိုပြောင်းကျင်တယ် email တွေကိုပြောင်းကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ CMO account center ထဲမှာပေါ့နော်ဒီထဲမှာပဲတွားပြောင်းရတာဖြစ်ပါတယ်ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာ personal detail เนาะအဲ့ဒီတွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာရှိရပါเนาะဒီမှာရှိရဲ့အဲ့ဒီတွေကိုဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာအောက်ဆုံးမှာเนาะဒီ app new contact ဆိုတာရှိတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော် Facebook ဖုန်းနံပါတ်ပဲ app မလား email ပဲ app မလားကျွန်တော်တို့ကြိုက်တာကိုတွားပြီးတော့ add လို့ရပါတယ်เนาะအဲ့ဆိုရင်ပြန်ထွက်လိုက်မယ်ကျွန်တော်တို့နောက်တစ်ခုက Facebook စဖွင့်တော့က birthday date တွေမွေးနေ့တွေပြောင်းကျင်လာအဲ့ဆိုရင်ကျွန်တော် contact information အောက်မှာပဲရှိတယ် birthday ဆိုတာရှိတယ်အဲ့ဒီတော့ချက်ဆောင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ဒီမှာ edit ဆိုတာရှိတယ်အဲ့လိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ဒီထဲကိုပဲဆက်ဝင်လိုက်မယ်ရန်လို့တစ်ချက်နှိပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီ birthday date ကိုမွေးနေ့ date ကိုဒီမှာကြိုက်တယ်လို့ချက်စလုပ်ပြီးတော့ပြောင်းလို့ရပါတယ်เนาะကျွန်တော်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ Facebook user name ကိုဘယ်လိုပြောင်းအောင်လဲဆိုရင်တော့ကျွန်တော်တို့ဘက်ပြန်ထွက်လိုက်မယ်ဘက်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ account center ထဲမှာပဲကျွန်တော်ဒီအပေါ်ဆုံးမှာရှိတယ်ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ဒီထဲကိုပဲတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီအပေါ်ဆုံးမှာ name ဆိုတာရှိတယ်ပြီးတော့ဆက်ဝင်လိုက်မယ်เนาะဝင်ပြီးကျွန်တော်ဒီမှာ name ကြိုက်လို့ချိန်လို့ရတယ်เนาะ name ချိန်ပြီးသွားရင်တော့အောက်ကချိန်ကိုနှိပ်ပြီးတော့ကျွန်တော် Facebook ရဲ့ name ကိုပြောင်းလို့ရပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်